မင်္ဂလာပါကျွန်တော်ကတော့ဗျာမင်းညာပြောထားခဲ့တဲ့အတိုင်းပဲပေါ့နော်အားလုံးပဲမင်္ဂလာပါမင်းညာကကျွန်တော်ရဲ့ short video လေးထဲမှာပြောထားခဲ့တဲ့အတိုင်းပဲပေါ့ဗျာ Manchester United ကတော့အာဆင်နယ်အိမ်ကွင်းအမရိတ်မှာစင်ပြန်ကြီးကိုကောင်းကောင်းကြီးဆုံးမလိုက်ပြီးတော့ 2-3 နဲ့အနိုင်ယူသွားတယ်နော်ချန်ပီယံလိဝင်ခွင့်တနေရာတိုက်ပွဲအတွက်ကောင်းကောင်းကြီးအသုံးချသွားနိုင်တယ်ချန်ပီယံလိဝင်ခွင့်အတွက်အဆင့်၄နေရာမှာယာယီရက်အဆင့်၄နေရာမှာရပ်တည်သွားပြီနော်မန်ယူရဲ့အောက်မှာမင်းညာပဲချယ်ဆီနိုင်ပွဲရသွားတဲ့အတွက်အဆင့်၅ကိုရောက်သွားတယ်အဲ့ဒီအတွက်လီဗာပူးကသူ့အလိုအဆင့်၆ကိုရောက်သွားတယ်တော်ဖိုးပြင်ပကိုရောက်သွားတယ်ဒီဟာကတော့ဖြစ်တဲ့ကိစ္စပဲเนาะကျွန်တော်တို့ဒီချန်ပီယံလိဝင်ခွင့်အတွက်အကောင်းဆုံးအခွင့်အရေးတွေကိုလက်ဝယ်ကင်ထားပြီးတဲ့နောက်မှာလီဗာပူးကနောက်ဆုံး9ပွဲမှာ4ပွဲတည်ကြပြီးတော့တပွဲရှုံးတယ်ဒါဒီနောက်ဆုံး9ပွဲကိုဒါနိုင်ခဲ့ရင်ချန်ပီယံပြည်လန်းတဲ့ဟိုတောင်ဝင်လာနိုင်တဲ့အခြေအနေတစ်ခုမှာလီဗာပူးကမရှုံးတဲ့ပွဲတွေကိုရှုံးတယ်တည်ကြတယ်နောက်ဆုံး9ပွဲမှာကျွန်တော်တို့ရလိုက်တဲ့အမှတ်10မှတ်ရဲ့နောက်ဆုံးတစ်ပွဲက3မှတ်17မှတ်ကိုအလဟတ်တကြီးလွှင့်ပစ်ခဲ့တဲ့အတွက်အခုချိန်မှာဆိုတော့ချန်ပီယံလိဝင်ကုန်တောင်ရုန်းကန်ရတော့မယ့်အခြေအနေကိုရောက်သွားတယ်နော်အဲ့ဒီအတွက်မင်းညာဆိုလို့ရှိရင် Manchester United ကစင်ပြန်ကြီးကိုဖုတ်လိုက်တဲ့အတွက်စင်ပြန်ကြီးရဲ့အဆင့်1နေရာဟာလဲလက်ရှိနေထားဟာဆိုလို့ရှိရင်စိတ်ချလုံခြုံတဲ့အဆင့်မှာမရှိတော့ဘူး Man City တို့ Aston Villa တို့နဲ့၄မှတ်အကွာကိုရောက်သွားရတယ်နော်နောက်တစ်ခုရှိတာချန်ပီယံလိဝင်ခွင့်အတွက်မှာဆိုလို့ရှိရင်လေ Manchester United ရဲ့အဆင့်၄ကနေလက်ရှိအဆင့်၄ 38မှတ်ကနေပြီးတော့အဆင့်7က Everton 32မှတ်တို့ကြောင့်ဂျားထဲမှာ6မှတ်ပဲကွာဟာတယ်ဆိုတဲ့အတွက်ချန်ပီယံလိဝင်ခွင့်တိုက်ပွဲကလည်းအဆင့်7တီတောင်အသက်ဝင်နေသေးတယ်ဆိုတော့ကြတော့ဒီနောက်ဆုံးလက်ကျန်15ပွဲရာဆိုလို့ရှိရင်အကျိတ်နယ်ကိုရှင်ပြိုင်ကစားတော့မယ်ပွဲလို့ကျွန်တော်ကတော့မှတ်ယူထားပါတယ်เนาะချန်ပီယံလိဝင်ခွင့်ကိုဘယ်အသင်းကများရယူသွားနိုင်မလဲဆိုတာကျွန်တော်တို့စဉ်းစားစရာတွေးတောစရာကောင်းလာပြီပဲဖြစ်ပါတယ်လီဗာပူးအနေနဲ့ကတော့ဒီပုံစံတိုင်းဒီချိန်နေတိုင်းသာသွားမယ်ဆိုလို့ရှိရင်တော့မလွယ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ FSG ကရောလီဗာပူးရဲ့လက်ရှိနီးပြအာနီစလော့ကိုအားရနေသေးတယ်လားစိုးရင်စရာအခြေအနေတွေရောက်နေတာကိုတောင်မှပဲဆက်လက်စောင့်ကြည့်နေဦးမှာလားအာနီစလော့ရဲ့ဒီပွဲဥထွက်ဖလားလေးတစ်လုံးကြောင့်ပဲဆက်လက်ပြီးတော့အာနီစလော့ကိုထောက်ခံပေးနေဦးမလားဆိုတာဒါစဉ်းစားတွေးခေါ်စရာရှိပါတယ်ဒါပေမဲ့လည်းဒီနေ့ညနေသတင်းတွေမှာဆိုလို့ရှိရင်တော့ပြည်တွင်းအခြေစိုက်သတင်းတွေမာစီးဆိုင်အခြေစိုက်သတင်းတွေကနေကောလာလာထွက်လာတဲ့သတင်းအရဆိုလို့ရှိရင် short note အနေနဲ့ကျွန်တော်တို့ Man U လိုပဲ short note အနေနဲ့လီဗာပူးရဲ့ယာယီနီးပြကိုကြရက်ဖြစ်လာမလားဆိုတာလည်းသတင်းတွေတက်လာတယ်ဒီယာဒီပြီးသွားတဲ့နောက်မှသာကျွန်တော်တို့ဒီယာယီနီးပြကျရက်ကိုဆက်ကင်တွေ့ခိုင်းမလားဒါမှမဟုတ်ကျွန်တော်တို့အမြဲတမ်းနီးပြတဲ့ရောက်ကိုပဲခေါ်မလားဒါကတော့သူ့ရဲ့ဒီယာဒီပေါ်မှာမူတည်မယ်လို့ထင်ပါတယ်ဒါရီယာရောအာနီစလော့ကိုဘယ်နှပွဲထိလက်ရှိယာဒူးကိုဆက်လက်တည်မြဲစေမလဲဆိုတာဆက်ဆောင်ကြည့်ကျင်စရာကောင်းလာတယ်ဗျာနော်ဒါတို့မှုဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးဘယ်နှပွဲထိကျွန်တော်တို့ဆက်ဆောင်ကြည့်ခိုင်းပါလေချန်ပီယံလိတပွဲလက်ကျန်ရှိတယ်နောက်ပြီးသွားလို့ရှိရင်နယူကာဆယ်Man City တို့နဲ့ပွဲချက်တွေကြရမယ်ပြီးတော့လို့ရှိရင်စန်တာလဲအိမ်ကွင်းကိုသွားကန်ရမယ်ဆိုတော့လီဗာပူးရဲ့အဆင့်တန်းကိုဘယ်ထိဆွဲခေါ်သွားမလဲအာနီစလော့ကကျွန်တော်တို့ဒါစိုးရင်စင်စာကောင်းလာပါတယ်နော်လီဗာပူးကဒီခြေစွမ်းကိုမပြောင်းလဲဘူးကျွန်တော်တို့ဒီ ball position ကိုပဲ base လုပ်ပြီးတော့ကစားနေအောင်မယ်နော်ဒီကွင်းလေ mid block ယူပဲကစားနေဦးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်ပြီသူ့ရဲ့ function တွေကိုဒါကပောင်းတီကပောင်းချကပောင်းတီကပောင်းလဲဖြစ်နေအောင်ကစားနေဦးမယ်ဆိုလို့ရှိရင် overload တွေဒါခိုင်းနေဦးမယ်ဆိုလို့ရှိရင်တော့လီဗာပူးကကျွန်တော်တို့လက်ရှိဒီနေရာကနေပို့ပြီးတော့ကျသွားဖို့ရှိပါတယ်ဘာလို့လဲဆိုတော့နောက်အသင်းအနေနဲ့လည်းကျွန်တော်တို့အမှတ်တွေကမကွာတော့ဘူးပေါ့ဗျာနော်အဲ့ဒီတော့လီဗာပူးရဲ့ overload position ball position ကစားဟန်ကြီးကအဆင်ပြေပါမလားကျွန်တော်တို့ဘာကစားကွက်မှာစီမီမှုမရှိဘာကောင်တာမှမရှိဘာ quick transition မှမရှိเนาะ
ဘက်ကရှေ့တန်းကနေပြန်ဆင်းလာမယ်လမ်းကြောင်းဖော်ပေးလာဆိုလည်းမဖော်ပေးဟုတ်ပြီအဲ့လိုပဲ Graven ဘက်ကဘောလုံးကိုဆွဲသွားမယ်ဟုတ်ပြီဆွဲပြသွားမယ်ဘောလုံးကိုလမ်းကြောင်းကိုဖော်ပေးလာဆိုတော့လေ Graven ဘက်ကလည်းအီအောင်ဝညောင်နဲ့ဟိုဘက်ပေးလိုက်ဒီဘက်ပေးလိုက်ဘေးဘက်ပေးလိုက်နဲ့နောက်ပြီးတော့ရလာတဲ့အခွင့်အရေးတွေမှန်သမျှလည်းစလော့ရဲ့နီးစနစ်အောက်မှာမပြောမရှင်ဖြစ်နေတဲ့ကစားသမားတွေလားဆိုတာလေတွေးကြည့်ခြင်းစရာကောင်းလာဘာလို့လဲဆလာတို့ဘာလို့ဆိုလို့ရှိရင်ရိုးသားလေးဒီစမ်ပယ်ပယ်လေးလောက်ပေးရမယ့်ဟာလေးတွေပတ်ထရုလေးတွေကိုအဲ့လိုမျိုးပေးလိုက်လို့ရှိရင်အစစ်ရမယ့်ဟာလုံးတွေတောင်မှလွဲချော်နေရတယ်ဆိုတာဒါဘာကြောင့်လဲဆိုတာကျွန်တော်စဉ်းစားစရာကောင်းလာပြီဖြစ်ပါတယ်ခုဆိုလို့ရှိရင်လက်ရှိချိန်မှာဆိုလို့ရှိရင်တော့လီဗာပူးရဲ့စိုးရိမ်ရီမက်ကဘယ်အခြေအနေထိရောက်နေပြီလဲဆိုတော့ကျွန်တော်တို့တွေးတောလို့တောင်ရနေပါတယ်ဒါကလက်ရှိဒီnormal လူတွေအနေနဲ့တောင်သိပါတယ်ဒီကစားသမားတွေမသိဘူးလဲမဟုတ်သိတယ်ဗျာအဲ့တော့ဒီကောင်တွေကဘယ်လိုမျိုးအခြေအနေကိုရောက်နေတာလဲဒီကျွန်တော်တို့ဒီ conference media conference နေဘာတွေမှာတော့ကျွန်တော်တို့ဆိုရင်ရပါတယ်ဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်နေပြောနေကြပြီးတော့သူတို့ကဒီအခြေအနေကိုသူတို့ကလွန်ဆန်နိုင်ရင်သူတို့ကိုသူတို့လွန်ဆန်နိုင်စွမ်းရှိရလားဆိုတဲ့ဟာသူတို့ကိုသူတို့မေးခွန်းထုတ်ခွင့်ကောင်းနေပါပြီမေးခွန်းထုတ်ဖို့လည်းကောင်းနေပါပြီနော်အဲ့တော့လီဗာပူးကအာနီစလော့ကိုဆက်ဆောင်ကြည့်ဦးမလားကျွန်တော်တို့ဒီကြားထဲမှာအပြောင်းလဲဖြစ်လာမလားဆိုတာကျွန်တော်တို့တိတ်မကြခင်တော့အတွင်းမှာမြင်လာမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လီဗာပူးချန်ပီယံလိဝင်ကြမလားဆိုတော့ကျွန်တော်တို့နောက်နှစ်ပွဲလောက်ဆက်ဆောင်ကြည့်လို့ရှင်တော့အဖြစ်ပေါ်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းပြောသွားပေးပါဦးလို့တောင်းဆိုပါတယ်ကျေးဇူးပဲနော်နောက်မှပြန်တွေ့ပါမယ်